နိုင်ငံမှာရောက်တော့အဲ့ဒီလိုသွားနိုင်မှုကြတော့ဘာလို့ဆိုတော့ကိုလူယူကြီးတွေဟိုပုံလို့ဒီဟိုလေနှလုံးသားကလာတဲ့စကားမှာအင်္ဂလိပ်စကားမှာတော့နှလုံးမရှိ sincerity and honesty sincerity ရိုးဖြောင့်ယုံနဲ့ရိုးသားယုံနဲ့မရသေးဘူး honesty ရိုးဖြောင့်ယုံနဲ့လည်းမရဘူးကိုတို့တရားသဘောအရတော့ရိုးစင်းခြင်းတို့ရိုးဖြောင့်ခြင်းတို့ sincerity နဲ့ honesty ပေါ့ဒါရအဲ့ဒီတခါလေးကျလုံးလုံးရတဲ့နေရာမှာမရိုးမဖြောင့်အောင်ဘူးလို့ပြောတာတော့မဟုတ်ဘူး psycho ပညာတတ်ထားရင်ဒီဓမ္မသဘောအရသိရရင်လူတွေရဲ့ temperament ပေါ့လူတွေရဲ့ဇယိုက်ဝါစနာကိုသိရင်တရားဟောကပြောရတာပိုကောင်းလိမ့်မယ်လို့ထင်တယ်အဲ့တော့ပိုကောင်းလို့လည်းလို့ယူဆတယ်ဒါကြောင့်လည်းဆိုတချို့စကားကသူတို့ရဲ့စိတ်တွေကရှုပ်ထွေးနေတော့မြတ်စွာဘုရားရဲ့ဒီဓမ္မနဲ့ကိုင်တွယ်ဖြည့်ရှင်းတဲ့အခါမှာအင်မတန်မှကြီးကျူးများပါတယ်ကြီးကျူးလည်းပြုပါအဲ့တော့ဒီမှာဂါထာလေးတစ်ခုနှစ်ပုဒ်ကိုဖတ်ပြီးတော့အဲ့ဒါကိုနည်းနည်းပါးပါးဘုန်းတော်ကောက်ချက်ချတဲ့နည်းလေးကိုလက်ဆောင်အနေနဲ့သင်္นานသဘောအနေနဲ့သို့မဟုတ်တာရဏီယတထာအနေနဲ့ဒီကုန်းကျုပ်အနေနဲ့ပြောကြပါဒါမြတ်စွာဘုရားဓမ္မပဒမှာဘာပြောလဲဘာဟောထားလဲဆိုတော့လေတို့သည်မြေပေါင်းကြောင့်ပျက်စီးကုန်၏ဤတတ္တဝါပေါင်းသည်အလိုဆန္ဒကြောင့်ပျက်စီးထို့ကြောင့်အလိုဆန္ဒကင်းသောပုဂ္ဂိုလ်တို့ကိုပေးလူသောအလူသည်အကျိုးများ၏အင်္ဂလိပ်စာမှာတော့ဗာရေးထားလဲဆို translation က which are the veins of fields desire is the veins of mankind therefore what is offered to those free of desire yields abundant fruit အဲ့တော့သူကလေတို့ဒီမြေပေါင်းကြောင့်ပျက်စီးကုန်ပြီဆိုတဲ့စကားခုနကပြောပုံသီးလေးတွေရောပညာတရလေးတွေဟုတ်လားသူကမြေပေါင်းလို့ခေါ်တဲ့နေရာမှာသူကလေနဲ့နှိုင်းတာတော့လေတို့ဒီမြေပေါင်းကြောင့်ပျက်စီးကုန်ပြီလေထဲမှာမြေပေါက်ရင်ပေါင်းလေထဲမှာမြေပေါက်ရင်အဲ့ဒီမြေဒီပေါင်းမြင်ဖြစ်ဟုတ်ကလားလေထဲမှာမြေဒီပေါက်ရင်ဘာဖြစ်လို့ပေါင်းမြင်ဖြစ်မြေခင်းထဲမှာခုနလေဆိုတာဘာလို့စိုက်တာလို့စဘာခင်းထဲမှာမြေပင်ပေါက်ရင်မြေဒီပေါင်းဖြစ်မြေခင်းထဲမှာစဘာပင်ပေါက်ရင်ဘာဖြစ်လို့ဘယ်သူကပေါင်းဖြစ်မလို့စဘာဒီပေါင်းမြင်ဖြစ်ကိုယ်စိုက်ထားတဲ့နေရာမှာစိုက်ပျိုးရင်ကြောင့်မို့တစ်ခါလေးကျတော့ခက်ခဲတာတွေရှိတာဥပမာဆိုပါတော့ဉာဏ်နာတော်တွေသွားလာနေတဲ့နေရာမှာစသည်ဖြင့်မိမိတို့ကအပြုမှုအနေထိုင်မတတ်ရင်ဉာဏ်နာတော်တွေရဲ့ပေါင်းသည်ဒီဖြစ်ပါဖြစ်ကောင်းဖြစ်မှာပေါ့ဒါဆရာလေးတွေဒီတိုင်းတဲ့နေရာတွေကိုသွားလာနေတိုင်းမတတ်ရင်ဒါပေါင်းကတစ်မျိုးဖြစ်သွားတယ်အဲ့ဒါကစိတ်ဝင်စားစရာကောင်းတယ်ကြောင့်မို့သူကကောင်းမင်လို့သုံးတဲ့နေရာမှာသူ့အနေထားသူ့ဟာသူအခါဆရာလေးချင်းပဲဖြစ်ပြီမယ်လို့ဆရာလေးတွေပဲဖြစ်ပြီမယ်လို့ပြည့်ရတိကိုကြိုးစားနေတဲ့ဆရာလေးတွေပရိပတ်တိကိုကြိုးစားနေတဲ့ဆရာလေးတွေကြားမှာခုနပြောတဲ့နေရာမှာပါသွားတယ်တချို့ကဆရာလေးတွေဆိုတခါတည်းမုံမုံလေးချိုးချိုးငယ်ငယ်ပြီးတော့ဟိုဒီတောင်းရစားနေတယ်ဆိုတော့အဲ့ဒီတောင်းရမလိုအပ်တဲ့တောင်းရစားတယ်ဆိုမှုအစ်စ်ပဲဖြစ်ဖြစ်အထူးပဲဖြစ်ဖြစ်တောင်းရမှုချိုးချိုးနဲ့ငယ်ငယ်နဲ့မသွားတဲ့နေရာမလာတဲ့နေရာမှာတောင်းစားနေဆရာလေးတွေလည်းဒီပင်အဲ့ဆရာလေးတွေကဘာဖြစ်သွားမလို့ပေါင်းနေဖြစ်သွားဆရာလေးသာသနာတစ်ခုလုံးကိုသူကပြောမှာပေါ့အဲ့တော့အဲ့ဒီပေါင်းမင်းတွေကိုဘယ်သူကရှင်းမလဲတန်ခါမန္တကနဘာဒအဲ့တော့ဆရာလေးတွေမပါဘူးလားဘယ်သူကချင်းရှင်းအောင်ဆရာလေးတွေမှလည်းပဲခုတန်ခါမန္တကတွေလို့ဥက္ကဋ္ဌတို့တန်ခါနာယကတို့အတွေ့အမှုတို့တိုင်းတွေ့မှုရှိတာရှိတယ်အဲ့လိုဆိုတာဝန်ရှိတာတခါလေးကျဘာကြောင့်လဲဆိုတာအရှင်းခက်တာလည်းရှိတယ်။ဆရာလေးတွေကရှင်းလို့ရှိရင်ခြေနေကတိတ်မတင်းပါဘူး။အဲ့ဒီအမျိုးသမီးကိုအမျိုးသားတွေကရှင်းလို့ရှိရင်ခြေနေကတင်းပါတယ်။ကြောင့်မို့ခုဒီဆိုရဖြစ်မှာသိပါလား။ဘုန်းကြီးတွေပါလာရင်ရှေ့ကရဲမီတွေကိုရှေ့ရထား။ဘုန်းကြီးတွေခက်တာ။ရဲမီတွေနဲ့ဆိုရှေ့တို့ကလည်းခက်နောက်ဆိုကလည်းခက်ခုလည်းရှိတာ။တချို့ကိစ္စမှာအဲ့ဒါမျိုးရှိတယ်။အဲ့တော့ပေါင်းဆိုတဲ့သဘောကိုဘုန်းတော်ကပြရတဲ့အခါမှာအားလုံးကမြတ်စွာဘုရားသာသနာတော်အတွင်းမှာနေကြတဲ့ပုဂ္ဂိုလ်တွေကပေါင်းမယ်တော့ဘယ်ဝမ်းဖြစ်ခြင်းဒါပေမဲ့ခုနကစီလို့စီမင်းစီကံလို့ကြောင်းတဲ့တိုင်းနဲ့တိုင်းမဖြစ်ဘူးအဲဝိနည်းစီကံမဖြစ်ပြီမဲ့လို့ပုံလို့ကြားဘူးလားကြောင်းတဲ့တိုင်းစီမင်းစီကံကိုဒီထက်ကဘိုးကဝိနည်းစီမင်းစီကံနဲ့ကင်လို့မရဘူးသူကြောင်းတဲ့သူစီမင်းစီကံကိုလည်းပဲသူလိုက်လာတယ်ဥပမာဒီကြောင်းတဲ့ကဘုရားရှိခိုးဆဲကတက်ရတယ်ပြင်မမှာတဲ့ထက်ကနေအမေကြီးတဲ့လာပြီးတော့ဘုရားရှိခိုးချော့ပါလို့ပြောလို့မရဘူးသူတိုင်းတော့သူကြောင်းတဲ့သူ့မူသူ့ဘာတ
သူ့အသွင်သဏ္ဍာန်နဲ့သူကပြုလို့ရဒါကရှိတာကြောင့်ဆရာကြီးတွေကအားလုံးကမြတ်စွာဘုရားသာသနာတော်ပြမှာတက်ဝင်ယုံကြည်တဲ့ဘုရားရဲ့သမီးတော်သူ့မို့လည်းပဲဘိက္ခုနီနဲ့ဆိုင်ဘုရားရဲ့မြီးတော်တွေပေါ့လေကဲသမီးတော်ပဲပြောမြီးတော်ပဲပြောပါလေလို့သူကတန်တန်လေးပေါ့ကိုတာနာခန့်ခန့်လေးဖြစ်အောင်စာကြိုးစားတဲ့ခါမှာခုနကပြောတဲ့ဒီဆရာလေးတွေလက်ခံတဲ့နေရာမှာစနစ်တကျလက်ခံတာတို့အားပေးတဲ့နေရာမှာစနစ်တကျအားပေးတာတို့ဒါမျိုးတွေရှိတာပေါ့အဲ့တော့ဘုန်းတော်မြတ်စွာဘုရားသာသနာတော်ကြီးကဘလောက်တန်တာဆင်သွားတယ်ဆိုတာတော့အင်မတန်ခက်ပါတယ်မြတ်စွာဘုရားရဲ့တရားတော်နဲ့သမိုင်းကြောင်းအရာပြောမယ်ဆိုရင်ဘောဓိမာနပရမဘောဓိမှာတော့ဒါနာအတွင်းမှာဝင်လာတဲ့ပုဂ္ဂိုလ်တကယ့်ကိုတရားစစ်တရားမှန်နဲ့ပါရမီထူးတဲ့ပုဂ္ဂိုလ်တွေဝင်လာတော့ဝိနည်းသိက္ခာပုဒ်တွေတစ်ခုမှမပြင်းရဘူးတဲ့နောက်ဝန်နဲ့နောက်ပိုင်းမှာတော့ဝင်လာတဲ့ပုဂ္ဂိုလ်တွေမှာရောထွေးလာတော့သူတို့ဝိနည်းသိက္ခာပုဒ်တွေပြင်းရတာခုနည်းတူတာပါပဲခုကမှတရားတရားရှိသူတွေဖြစ်တယ်လို့တရားတရားမရှိသူတွေလည်းအများကြီးပါလာတော့တော်သိခံလို့လုပ်ရမယ်အဲ့ဒါကိုနားမလည်နိုင်တော့လူဟာရှိမောညင်လည်း10ပါးမှာ9ပါးကောင်းတယ်ဟာတန်ဃာကြီးကောင်းတယ်ဆရာလေးတွေတင့်တော်တယ်လို့ပြောတာပေါ့အဲ့တော့တခါခင်းကျင်တဲ့ပုဂ္ဂိုလ်ကြတော့လေ9ပါးမှာ10ပါးမှာတပါးလောက်မကောင်းနိုင်ဘူးပြောပြီးတော့ဒါနာတော်ကြီးကတူရှိပါတယ်ဘာညာဆိုမရှိဘူးလားရှိပါတယ်အဲ့ဒီအကြောင်းလေးပြောမယ်ဆိုတော့တပိုင်းကပြန်ပြောပြ2010ခုနှစ်ကပြန်ပြောဘယ်နဲ့2010ခုနှစ်ကပြန်ပြောတပိုင်းလုံးတွေကရှည်သွားလိမ့်မယ်နော်အဲ့ဒါမျိုးတွေရှိပြောချင်တဲ့လူကအပြည့်ပြောချင်ပြောကြမှာဆရာလေးတွေကအဲ့တော့စိတ်သက်ကြမလားစိတ်သိခံနိုင်စွမ်းရှိရမလားကိုမေးရမယ်သိခံနိုင်စွမ်းနေကိုမေးရမယ်ဘုန်းတို့ရန်တန်ဃာတို့တွေလည်းဒီတိုင်းပဲသိခံနိုင်စွမ်းနေကိုမွေးမိပါကြောင့်မို့ကောင်းခြင်းဆိုတာကကောင်းတာကတော့ခုနတက္ကသုတိတနာသဘောအရပြောမယ်ဆိုရင်ကောင်းတယ်ဆိုတာကသူ့အတွက်ကောင်းနေမဲ့ကိုယ့်အတွက်ကောင်းခြင်းမှကောင်းသူ့မို့အကုန်လုံးအတွက်ကောင်းခြင်းကောင်းတယ်သူ့မို့အတွေးခေါ်ခြင်းမရှိဘူးမတူတွေးခေါ်ယူဆခြင်းမတူဘူးဒီလိုကိစ္စကပရိယတ်တိအတွက် relevant ဖြစ်တယ်ဒီအတွေးခေါ်သူ့မို့ဒီအပြောဆိုဒီအနေထားဒီ statement ဟာပရိယတ်တိအတွက် relevant ဖြစ်ပေမဲ့လို့ပရိပတ်တိကတိတ်အကျိုးမဝင်တော့ဘူးတော့မဟုတ်ဘူးသိပြီးတော့မဆိုင်တယ်လို့ဖြစ်တတ်တယ်။သူမို့ပฏิပတ်တိဘက်မှာသူတို့တွေးခေါ်တွေကိုမြတ်စွာဘုရားရဲ့တရားတော်တွေကို emphasize ပြောပြီးမယ်လို့အခါလေးပရိယတ်တိဘက်မှာလည်းတချို့ရှော့ပေါ့လိုရတာရှိတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်အသုံးတွေ့မှုမှာရှိတဲ့လောက်ရှိပေမဲ့လို့ဉာဏ်မရှိတာရှိတယ်။ဥပမာဆိုတော့ဒီမှာပြောထားတယ်။ကောင်းတယ်ဆိုတာကောင်းတာကိုလူတိုင်းကြိုက်လားကောင်းတာကိုလူတိုင်းမကြိုက်ဘူးလားကြိုက်ပါပါဗျာအဲ့တော့ကောင်းတာကိုလူတိုင်းကြိုက်တယ်ဆိုဒီမှာမြတ်စွာဘုရားအကောင်းကြီးဒီပဲဟောတာလားကဲဒီနေ့ဆရာလေးတွေပြန်လို့ရှိရင်ဒီဓမ္မပဒပါဠိကိုဖတ်ပြီးရင်ဘယ်သွားမလဲဆိုတာအဖြေပြေးပေါ့နော်ဖတ်နေမယ်စဉ်းစားနော်ပြီးတဲ့ကဘယ်သွားကြမလဲဆိုအဖြေပြေးဟုတ်လားအဲ့တော့ဗာပြောလဲဆိုမြတ်စွာဘုရားကမျက်စိဖြင့်အာဟုလိုမဖြစ်အောင်စောင့်စည်းခြင်းဒီကောင်းကြီးလာပြီးအကောင်းတစ်ကောင်းနားဖြင့်စောင့်စည်းခြင်းဒီကောင်းကြီးနှစ်ကောင်းနှာခေါင်းဖြင့်စောင့်စည်းခြင်းဒီကောင်း၏သုံးကောင်းရှားဖြင့်စောင့်စည်းခြင်းဒီကောင်း၏လေးကောင်းကိုယ်ဖြင့်အကုသိုလ်မဖြစ်အောင်စောင့်စည်းခြင်းဒီကောင်း၏ဘယ်နှကောင်းရှိလို့၅ကောင်းနှုတ်ဖြင့်စောင့်စည်းခြင်းဒီကောင်း၏၆ကောင်းစိတ်ဖြင့်စောင့်စည်းခြင်းဒီကောင်း၏ဘယ်နှကောင်းအလုံးစုံသောဓဝရ6ပါးတို့၌စောင့်စည်းခြင်းဒီကောင်း၏အလုံးစုံသောဓဝရ6ပါးတို့၌စောင့်စည်းသောယံသည်သို့မဟုတ်သိက္ခာရှင်သည်ဘိက္ခုနီမသည်သို့မဟုတ်သီလရှင်များသည်အလုံးစုံသောဆင်းရဲမှလွတ်တကယ်လို့ဒီတရားအရာဆိုဘယ်သွားတဲ့နော်ရိတ်တာသွားမှာရိတ်တာတော့မှစုကူတဲ့ရိတ်တာမသွားတော့ဘယ်သွားမလဲဘယ်သွားကြမလို့ကဲဆရာလေးတွေဘယ်သွားကြမလို့တို့ရတော့မတော့ပါနဲ့လိုက်မဆောင်နိုင်တော့စောင့်နေနိုင်တယ်နော်အဲ့တော့ဒါမြတ်စွာဘုရားကသန္တရာဝစီမှာလူမြောက်သန္တရာဝတ္တဒုက္ခတော့မောဇနထာယသန္တရာဝစီမှာထမြောက်ဖို့ဆိုပြီးတော့ရဟန်းတော်များလည်းဒီရွေချက်နဲ့ဝတ်လာတယ်သိက္ခာရှင်သီလရှင်များလည်းဒီရွေချက်နဲ့ဝတ်လာတယ်ဝတ်လာတဲ့ခါကျတော့တရားအကုန်ကောင်းနေတယ်ကောင်းလိုက်တာတခါတည်းဒီအင်း6ပါးကိုကုံဆောင်ပြီးနေကောင်းတယ်ဆိုတော့ဘုန်းတော်ကအဲ့ဒီအနေထားမျိုးကိုရောက်အောင်ပါရမီရပဲဖြစ်သို့မဟုတ်ခေတ္တလအခြေအနေရဖြစ်ဘုန်းတော်အဲ့ဒီအခြေအနေမျိုးကိုရောက်အောင်ဓဝရ6ပါးကိုတရားထုတ်ခြင်းကလွှဲရင်ကျန်တဲ့ချိန်မှာစောင့်ကြည့်နိုင်မှာမလားစောင့်ကြည့်နိုင်ပါဘူးအဲ့လိုဆိုမြတ်စွာဘုရားဟောကြားတဲ့အကောင်းတွေကိုပယ်တာလားပယ်ပါဘူးဗျာဘယ်လိုလုပ်တာမလုပ်တာပဲရှိတယ်မဟုတ်ပါဘူးဘုရားမလုပ်တာပဲရှိပါဟုတ်ကဲ့လားအဲ့တော့ဘယ်လိုလုပ်ကြမလို့အဲ့ဒါကိုကိုနုကတရားထုတ်နေတဲ့ပုဂ္ဂိုလ်ကြီးတရားထုတ်နေတဲ့သိက္ခာရှင်တွေကိုဒီလိုက်ရှင်တွေကိုဒီတရားမျိုးပြောလိုက်တိတ်အားဖြင့်တဲ့ပြီးတရားထုတ်ရတာကိုသူတော်ကိုမလုပ်တယ်
သွားပြီးတော့မှသွားပြီးတော့ကျောင်းဆရာတော်ကြီးတစ်ပါးပြောဦးတယ်တဲ့သူကမရဏနုဒတိကမ္မဋ္ဌာန်းကိုသိမပွားများခြင်းနေဘူးတဲ့ဘာကြောင့်လဲဆိုရင် private လုပ်ငန်းတွေလုပ်ရတာအလုပ်ပြည့်လို့ဟုတ်လား private လုပ်ငန်းလုပ်နေပြီးတော့ဒီတန်ဝေကပဲပွားနေလို့ကတော့ဘာလုပ်ချင်တော့မှမဟုတ်ကလားဒါမျိုးရှိသူနေရာနဲ့သူပေါ့အဲ့ဒါကိုလို့ကသူဒီကနာပြုစုတဲ့ခါမှာသူ့မို့စာရဏိပြုစုတဲ့ခါမှာဒီတွေးခေါ်ပြီးကိုလို့ကပါရှိတာရတယ်ပေါ့တယောက်နိုင်ငံတကာတွေနဲ့ဆက်သွယ်လာပြီးထိတွေ့လာပြီးဆိုသူတို့ကောင်းခြင်းကတစ်မျိုးကိုကောင်းခြင်းကတစ်မျိုးသူတို့လိုချင်တာတစ်မျိုးကိုလိုချင်တာတစ်မျိုးအဲ့ဒါပြောတာအဲ့တော့အဲ့ဒါမျိုးရှိလာတဲ့ခါကျအင်္ဂလိပ်လိုလည်းဒီမှာ good တွေပဲနော် good is a restraint over the eye good is a restraint over the ear good is a restraint over the nose good is a restraint over the tongue good is a restraint in the body good is a restraint in the speech good is a restraint in thought restraint everywhere is good the monk restraint is every way is free from all sufferings အဲ့တော့ကောင်းတယ်အကုန်လုံးကောင်းကြီးပဲအဲ့တော့ကောင်းတာတွေလုံနိုင်မလုံနိုင်ဆိုတော့ဘုန်းတော်ကရှိတယ်ဒါမှမဟုတ်ခုနကပြောတယ်ဆရာလေးတွေနားထောင်တာဘုန်းကဒီမှာပဲဖြစ်ဒီကျောင်းကပဲဖြစ်နားထောင်ပါတယ်ဤတတ္တဝါပေါင်းတို့သည်အလိုဆန္ဒကြောင့်ပြည့်စည်ကြ၏ခုနဆရာလေးတွေဆန္ဒတွေအများကြီးပြောတာဘာဖြစ်ရင်ကောင်းပါမယ်ခင်ဗျာဘာလို့လဲမပြောဘူးလားပြောပါဗျာအဲ့ဒီအလိုဆန္ဒဘာဖြစ်နိုင်လို့ပြည့်စည်နိုင်လားအဲ့ဒီနေရာမှာတရားမှုတချို့ကိစ္စတွေမှာတပံပရခါရတွေဖတ်တဲ့ခါမှာအဘိဓမ္မာမပါဘဲနဲ့သူ့ရဲ့အဓိပ္ပာယ်ကိုခြုံငုံမရနိုင်ဒီဓမ္မတာသူပြောနေတာလေတို့သည်မြေပေါင်းတို့ကြောင့်ပျက်စီးကုန်၏ဤတတ္တဝါအပေါင်းသည်အလိုဆန္ဒကြောင့်ပျက်စီးထို့ကြောင့်အလိုဆန္ဒကင်းသောပုဂ္ဂိုလ်တို့ကိုပေးလူသောအလူသည်အကျိုးများ၏ဆိုနေဒီနေရာမှာအလိုဆန္ဒဆိုတာဘုန်းတို့ဒီဓမ္မသင်မှုတဲ့ပုဂ္ဂိုလ်ကဆန္ဒကကုသိုလ်နဲ့လည်းရှင်တယ်အကုသိုလ်နဲ့လည်းရှင်တယ်ဒီဆန္ဒကဘာဆန္ဒပြောတော့အကုသိုလ်ဆန္ဒကြောင့်ပျက်စီးနိုင်တယ်ပြောတာဆရာလေးတွေသိက္ခာရှင်တွေခုနပြောတာဆရာကြီးတွေပြောသွားတာဘာဆန္ဒတော့ကုသိုလ်ဆန္ဒတွေမြတ်စွာဘုရားသာသနာအတွက်အကျိုးများအများကြောင့်ဒီမိမိတို့မေတ္တာစေနာရှိထားပြီးတော့တုံးနဲ့ဒီပံ့ပိုးကြဖို့ချစ်ခင်ကြဖို့ညီညွတ်ကြဖို့ခွင့်ရည်တွေလုပ်ကြဖို့ဖွဲ့စည်းတွေဖွဲ့ပြီးတော့ကူညီကြဖို့ဆိုတော့ဘာဆန္ဒတွေတော့ကုသိုလ်ဆန္ဒတွေကြောင့်မို့ကုသိုလ်ဆန္ဒတွေရှိတယ်ကြောင့်မို့သူတို့နောက်တိုင်းမှာပြောလို့ရှိတယ်လူတယောက်ဟာဒီလောဘကြောင့်လောဘဆိုတာအကုသိုလ်ဖြစ်တယ်ဆိုရင်ဒီနိဗ္ဗာန်ကိုဆူတောင်းတာကိုလောဘမဟုတ်ဘူးလားဆိုသူတို့ကမေးတဲ့လူကဣဒ္ဓမသဘောနားမလည်တဲ့လူကမေးတာအဲ့တော့ဖြေတဲ့လူကဣဒ္ဓမသဘောကိုနားမလည်ဘူးဆိုရင်ဘာဖြစ်သွားနိုင်လို့ခေါင်းကိုက်သွားတယ်ခေါင်းမူးသွားတယ်ဟုတ်ကလားတောင်းဒီလောဘကြောင့်တောင်းတာလေဘာဖြစ်ခြင်းလဲညာဖြစ်ခြင်းလဲဆိုတဲ့ဆန္ဒတွေကလည်းအကုသိုလ်မဟုတ်လားလောဘမဟုတ်လားအဲ့တော့အဲ့ဒါလည်းရောပြီးတော့သူကနိဗ္ဗာန်ကိုဆူတောင်းတာလေဘာဖြစ်လဲလောဘမဟုတ်လားဆိုတော့ကိုကဒီအဘိဓမ္မာသဘောကိုသဘောအရကုသိုလ်နဲ့အကုသိုလ်ခွဲခြားမသိဘူးဆိုရင်မျိုးလိုစိတ်တွေတူတူတာနိုင်ပြောနိဗ္ဗာန်ကိုတောင်းတဲ့ဆန္ဒမျိုးကလူကျင်တဲ့ဆန္ဒမျိုးကပါလို့ဆန္ဒကုသိုလ်ဆန္ဒတဲ့ဒါပညာရှင်တွေမှာတုံမှုတကယ်ကိုအဘိဓမ္မာတွေကိုလေ့လာထားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်အဲ့တော့ဘုန်းတော်ကပြောချင်တာကတော့ဆရာလေးများသက်တော်ပြသာသနာတော်ကိုကိုယ်ခံခြင်းနဲ့ယုံကြည်ခြင်းနဲ့ဖြတ်သန်းတဲ့အခါမှာမိမိတို့ဩဝါဒလည်းခံယူကြဆရာတော်ဘုရားကြီးတွေဩဝါဒခံယူကြရောက်တဲ့နေရာမှာဆရာတော်ဘုရားကြီးတွေရဲ့ဩဝါဒကိုခံယူပြီးတော့သူတို့ရဲ့မေတ္တာစေနာကိုခံယူရလို့ရှိရင်ဆရာကြီးတွေဆရာလေးတွေလုပ်ငန်းမှာပို့ပြီးတော့တွင်ကျယ်မယ်။နောက်ဆရာတော်ဘုရားကြီးတွေကလည်းပဲခုနအင်းစီတော်မှာဆရာတော်ဘုရားကြီးတို့လိုဒီဝတ္တာတွေကိုဖြည့်ပြီးတဲ့အခါမှာကိုယ့်အတွက်လည်းနှွေးထွေးတဲ့မေတ္တာဓာတ်တွေရတောင်းဖို့ဘုန်းတို့ကျမ်းဂန်တွေမှာဆိုရင်တတ္တတရားရှိတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းတရားကိုနာကြားလွယ်တယ်နာကြားရတယ်တရတရားနည်းတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းတရားကိုနာကြားဖို့ခက်တယ်လို့ပြောတယ်။အဲ့တော့တရားတရားနဲ့မိမိတို့ရောက်ဒီသားမှာသာသနာပြုလုပ်ငန်းတွေလည်းလုပ်တစ်ဖက်ကလည်းတိတ်တိတ်တီးတီးပေါ်လေခက်ခဲတွေမျိုးမျိုးရှိပေမဲ့လို့ကိုကဟောပြောမယ်ကိုကအလုပ်တစ်ခုကိုပြည့်ရတဲ့လောက်အောင်ပฏิပတ်တဲ့လောက်အောင်ပရိဒါတဲ့လောက်အောင်သို့မဟုတ်အကျဉ်းမဲ့တစ်ခုခုအမင်းနဲ့အနေထားမျိုးရောက်ရင်တော့ဘုန်းမြင်ပါတယ်ဟိုတချို့ဆရာလေးတွေကသူတို့ခံစားချက်တွေပြောတာဆရာလေးတွေပေါ်ပါနင်းကြပါတယ်တဲ့ဆရာလေးတွေပေါ်မှာသတိထားသူကရှားပါတယ်လို့ပြောတာဘုန်းကဒီထဲမှာတွေ့တာဆရာကြီးတွေတချို့တွေ့တာတချို့ဆရာကြီးတွေကမင်းဘုန်းတို့တွေတော့ပို့ပြီးတော့ဘုန်းကြီးတဲ့သဘောရှိဘာဟုတ်လဲဒီထဲမှာကဲလို့လေဖြေပါလေဘုန်းဘက်ကလိုက်ပြီးတော့နောက်ကဆရာကြီးတွေဖြေပေးဖို့လေဘယ်တော့ရှိတယ်မို့လားပါပါတယ်ဘုန်းနဲ့ဘုန်းကြီးတဲ့ဆရာလေးတွေတော့ပါပါတယ်အဲ့တော့ तू ကဘာကြောင့်လဲဆိုရင် तू ကသူတို့ကဘုက္ခရလို့ပြောလို့ရတမ္မာအဖြစ်ပြောလို့ရတယ်တကယ်တမ်းကျအလုံးလုံးတာကျောင်းဆရာတော်ဘုရားကြီးတွေက
အလုပ်တည်ပြီးဘုံကံမဲလို့ပြောတာအလုပ်ကောင်းရင်ဘုံကံကောင်းတာပဲအဲ့တော့ဘာလို့ဆိုတော့မျောလင်းချက်နဲ့လုပ်လို့ရင်တော့သူကဘုံကံဖြစ်မှာမဟုတ်မမျောလင်းမဲနဲ့ကိုလို့တဲ့အလုပ်ကိုမြတ်စွာဘုရားသာနာကတတော်တအားအနေနဲ့တခန်းတက္ကနာအနေနဲ့ပါရတာကိုအတွက်ဝမ်းသာစရာဖြစ်တော့အဲ့ဒါကိုပြန်ပြီးတော့အတိမပြုတယ်လူကအတိမပြုလို့ကိုလို့တဲ့ကံတွေကကိုယ်ကိုပြန်အတိမပြုတာလူတွေအတိမပြုတယ်ဆိုတာကတော့ဘုံကံကိုလိုက်ပါသေးတယ်ခုကတော့ဘုံတို့ဒီကတော့ဟီရိုဝါရှစ်အောင်မြင်တဲ့ကြော်ကြတယ်ဆိုရင်တော့လူကတော့ကိုထားပြီးတော့မြတ်စွာဘုရားသာသနာတော်မှာကြာရတာဝန်သူ့ကိုကြားတဲ့အခါကဏ္ဍလေးကျူးစားပြီးတော့ဆောင်ရွက်နိုင်ကြပါစေအဲ့လိုဆောင်ရွက်ခြင်းဖြင့်ဉာဏ်တော်များဒီရှိကနေစောစောမှာသာသနာအကျိုးတိုင်းပြည်အကျိုးလောကအကျိုးတွေကိုများများဆောင်ရွက်နိုင်ကြသလိုဆရာကြီးများအားလုံးကလည်းဒီမျိုးတို့တောင်းတအားနေပြီးတော့သံဃာတော်ရဲ့ဩဝါဒအဆုံးအမဩဝါဒကိုခံယူပြီးတော့လောကရဲ့အကျိုးစီးပွားသာသနာရဲ့အကျိုးစီးပွားတိုင်းပြည်ရဲ့အကျိုးစီးပွားကိုကောင်းစွာဆောင်ရွက်နိုင်တဲ့ဟီရိုတကယ်ကိုတိတ်ခါရှင်ဟီရိုတွေဖြစ်နိုင်ကြပါစေလို့ဘုရားဆန္ဒပြုရင်ဒီကုန်းချုပ်ပါတယ်